ုန်းကြီးတို့မင်းကွန်းမှာသတင်းသုံးတော်မူသွားတဲ့ချမ်းသာကြီးဆရာတော်ဘုရားကြီးတက်တော်ထင်ရှားရှိစဉ်ကမိန့်ကြားတော်မူဘူးတဲ့လူဆိုတာကွယ်တဲ့ကြမ်းမှခြင်းလို့ရှိရင်တဲ့နေတိုင်းသွေးစေးကရှူပေးရတယ်တဲ့2 ရက်တစ်ပတ်3 ရက်တစ်ပတ်ဆေးဝါးကြီးညာလောက်ပေးရတယ်9 ရက်တစ်ပတ်လောက်ငန်းစီများလည်းလောက်ပေးရတယ်တဲ့အဲ့ဒါလိုပဲတဲ့1500ကိလေသာတိဟူသောအနာရောဂါကင်းကျင်လို့ရှိရင်တဲ့နေတိုင်းသွေးစေးနဲ့တူသောဓမ္မစကြာကိုရွတ်ရတယ်နာရတယ်ကျိုးတဲ့သွန်ထားပြီးတော့ပေါ့လေနာလဲနာကြပေါ့ဘိက္ခုနံပင်စဝကိနံဣတိပတ္တနာနာမကေမိဂဒာယေဓမ္မဝရံယံတံနိဗ္ဗာနာဘာဝကံဗဟံပတိနာမကေနမဟာဗြဟ္မေနယာစီတောသတုသစ္ဆံမကာသင်တောလောကနာထောအတေတိနန္တိတံသဗ္ဗတေဝေဟိသဗ္ဗသံပတ္တိသာရကံသဗ္ဗလောကဟိတထာယဓမ္မစကံဗနာမဟိဧဝမေတုတံဧကံသမယံဘဂဝါဗာရဏတိယံဝိဟရတိဣတိပတနေမိဂဒါယေဒန္တရခောဘဂဝါပင်စဝကိယေဘိက္ခုအာမန္တေတိဒွေမေဘိခဝေအန္တာပပ္ပစိတေနာနာသေဝိတ္တဘာကတမိဒွေယောဇာယံကာမေတုကာမတုခံလိကာနုယောကောဣနောကမ္မောဘောဓုဇနိကောနာရိယောနထသံဟိတောယောဇာယံအတ္တကိလမထာနုယောကောဒုက္ခောအနာရိယောအနတ္ထသံဟိတောဣတိမေဇိမာပฏิပဒါတထာဂတေနာပိသံဗုဒ္ဓသကုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိကတမသသာဘိကဝေမေဇိမာပฏิပဒါသထာဂတေနာပိသံဗုဒ္ဓသကုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိအယမေဝအရိယောအထင်ကြီးကောမေကောသေယတိရံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယာမောသမ္မာသတိသမ္မာသမာဓိအယံခောသာဘိကဝေမစ္စည်းမာပฏิပဒါတထာဂတေနာဘိသံဗုဒ္ဓဇကုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိဣဒံခောပါဏဘိကဝေဒုက္ခံအရိယသစ္ဆံဇာတိပိဒုက္ခသရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခံအပိယေဟိသံပယောဂောပိဒုက္ခပိယေဟိဝိပယောဂောပိဒုက္ခယံပိသံနလပတိတံပိဒုက္ခံသံခိတ်တေနပင်စုပါဒနဲ့ခန္ဓာဒုက္ခဣဒံခောပါဏဘေကဝေဒုက္ခသမုဒယံအရိယသစ္ဆံယာယံတဏပောနဘဝိကာနန္တိရာဂသဟဂတာတန္တရတတ္တရာဘိနန္ဒီနိသေယတိဓမ္မကာမတဏဘဝတဏဝိဘဝတဏဣဒံခောပါဏဘေကဝေဒုက္ခនិရောဓံအရိယသစ္ဆံယောတတယေဝတဏယအသေသဝိရာဂនិရောဓောသာဂောပတိနိသကောမုတ်တိအနာလယောဣဒံခောပါဏဘိကဝေဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံအယမေဝအရိယောအထင်ကြီးကောမေကောသေယထိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပော
သမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယာမောသမ္မာသတိသမ္မာသမာဓိဣဒံဒုက္ခံအရိယသစ္ဆန္တိမေဘိက္ခဝေဘုဗ္ဗေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဒံခောပဏိတံဒုက္ခံအရိယသစ္ဆံပရိညေယံတိမေဘိက္ခဝေဘုဗ္ဗေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခံဝရိယသစ္ဆံပရိညာတံတိမေဘိက္ခဝေဘုဗ္ဗေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခသမုဒယံအရိယသစ္ဆန္တိမေဘိက္ခဝေဘုဗ္ဗေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခသမုဒယံအရိယသစ္ဆံမဟာတဗန္တိမေဘိက္ခဝေဘုဗ္ဗေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခသမုဒယံဝရိယသစ္ဆံဘိနံတိမေဘိက္ခဝေဘုဗ္ဗေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခនិရောဓံအရိယသစ္ဆန္တိမေဘိက္ခဝေဘုဗ္ဗေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စိကတဗန္တိမေဘိက္ခဝေဘုဗ္ဗေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စိကတံတိမေဘိက္ခဝေဘုဗ္ဗေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆန္တိမေဘိက္ခဝေဘုဗ္ဗေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံဘာဝေတဗန္တိမေဘိက္ခဝေဘုဗ္ဗေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံဘာဝိတံတိမေဘိက္ခဝေပုပ္ပေအနန္တုတေတုဓမ္မေတုဇဂုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣ
Yawa Kiwan Sami Bakeaway Imedu Sadudu Ria Desedu Ewan Dibari Wat Down Dwada Zakaram Yatabudam Yana Dadanam Na Tui Loda Hodi Newa Dawaham Bakeaway Tadiwagi Logi Tamaraki Tabyamagi Lansamana Jamaniya Bazaya Tadiwa Manodaya Anodaram Lama Samoding Abitambodo Di Bisinyate Yato Sako Me Bakeaway Imedu Sadudu Ria Desedu Ewan Di Mari Wadam Dwada Zakaram Yatabudam Yana Dadanam Dui Loda Ahodi Adaham Bakeaway Tadiwagi Logi Tamaraki Tabyamagi Lansamana Jamaniya Bazaya Tadiwa Manodaya Anodaram Lama Samoding Abitambodo Di Bisinyate Nyanin Sabanami Dadanam Udabadi Agobami Wimodi Ayamandi Mazadi Nadidani Punabawadi Idamosa Bhagawa Adamana Binsavagiya Bhikkhu Bhagavato Bhadidam Vinandongdi Imadami Sabana Veyakarana Dami Binyamane Ayadamato Kondenyata Virasam Vidamalam Dhammasakong Udabadi Yam Kaisi Tamuriya Dhammam Dabandam Niroda Dhammandi Bondi Desa Bana Bhagavata Dhamma Saki Bhoma Deva Sada Manuka Vedo Etang Bhagavata Paranatiyam Iti Patani Migadaye Anudaram Dhamma Sakam Bhavadidam Abadi Vadiyam Dhamanina Va Vyamanina Va Devina Va Marina Va Yamuna wa Ginasi wa Loka Dhamindi Bhumanam Devanam Tatam Dodawa Sadhu Maharajika Deva Tatamanuta Vedom Etang Bhagavata Paranatiyam Iti Patani Migadaye Anudaram Dhamma Sakam Bhavadidam Abadi Vadiyam Dhamanina Va Vyamanina Va Devina Va Marina Va Yamuna Va Ginasi Va Loka Dhamindi Sadhu Maharajika Nam Devanam Tatam Dodawa Tawadina Deva Tatamanuta Vedom Etang Bhagavata Paranatiyam Iti Patani Migadaye Anudaram Dhammasakam Bhavadidam Abadi Vadiyam Dhamanina Va Vyamanina Va Devina Va Marina Va Yamuna Va Ginasi Va Loka Dhamindi Tawadinganam Devanam Tatam Dodawa Yama Deva Tatamanuta Vedom Etang Bhagavata Paranatiyam Iti Patani Migadaye Anudaram Dhammasakam Bhavadidam Abadi Vadiyam Dhamanina Va Vyamanina Va Devina Va Marina Va Yamuna Va Ginasi Va Loka Dhamindi Yamanam Devanam Tatam Dodawa Dupita Deva Tatamanuta Vedom Etang Bhagavata Paranatiyam Iti Patani Migadaye Anudaram Dhammasakam Bhavadidam Abadi Vadiyam Dhamanina Va Vyamanina Va Devina Va Marina Va Yamuna Va Ginasi Va Loka Dhamindi Dupitanam Devanam Tatam Dodawa Nimana Rati Deva Tatamanuta Vedom Etang Bhagavata Paranatiyam Iti Patani Migadaye Anudaram Dhammasakam Bhavadidam Abadi Vadiyam Dhamanina Va Vyamanina Va Devina Va Marina Va Yamuna Va Ginasi Va Loka Dhamindi Nimana Radinam Devanam Tatam Dodawa Paranimita Vatavati Deva Tatamanuta Vedom
Edam Bhagavata Varanatiyam Iti Patani Migadaye Anudaram Dhammasakam Bhavadidam Amadi Vadiyam Dhamanina Va Vyamanina Va Devina Va Marina Va Yamuna Va Kenasi Va Loka Dhamindi Parani Mida Vada Vadinam Divanam Radhan Dogdava Yama Gayika Deva Tadamanuta Vedam Edam Bhagavata Varanatiyam Iti Patani Migadaye Anudaram Dhammasakam Bhavadidam Abadi Vadiyam Dhamanina Va Vyamanina Va Devina Va Marina Va Yamuna Va Kenasi Va Loka Dhamindi Itiha Dena Kanena Dena Layena Dena Mudena Yava Jamaloka Tato Abokisati Ayinsa Dhanadadi Loka Dhatu Thankampi Thambakampi Thambavedi Abamanosa Ularo Obado Loki Padura Hodi Adekama Devanam Devanubhavundi Athago Bhagava Imam Udanam Udanedi Inyati Vadabo Kuninyo Inyati Vadabo Kuninyo Di Idi Dam Ayatamado Inyat Ayatamado Kuninyata Inyati Kuninyo Duiwa Nama Hodi Athago Ayatama Inyati Kuninyo Deita Dhammo Pada Dhammo Vidita Dhammo Pariyogala Dhammo Dena Visikeso Vigata Gatangato Vedarisa Panto Abra Bisayo Tatu Tadani Bhagavandam Edarosa Labiya Mandi Bhagavato Tandike Papisam Labiyam Upatampadam Di Ehi Bhikkhudi Bhagava Osa Dvankado Dhammo Sarabhyama Sariyam Dhamma Dukkasa Andagiriya Yadi Savatata Ayatamado Upatampada Ahoditi Dhamasaka Bodhana Dhaudhaminglataya Orakadu Dhamasakam Bodhidwa Atamliyam Hi Bongame Nagari Varanatiyam Idibata Hwayevane Papitawadi Phalam Nidhanukamina Dedayi Yantam Bekata Bin Samyam Vidaudatam Namamahe Vidaudatam Banamahe Evamedudam Ekandamayam Bhagava Varanatiyam Viharati Idi Patani Migadaye Dandara Ko Bhagava Besavakiye Beku Amandedi Bekavodi Badandi Dide Beku Bhagavato Besanto Tung Bhagava Edarosa Rupam Bekave Nada Rupin Sahidam Bekave Anta Abhaveda Nayidam Rupam Avadaya Samvadeya Labita Sarupe Evame Rupam Hodu Evame Rupam Mahodidi Yadama Sako Bekave Rupam Anata Tatama Rupam Avadaya Samvadadi Nasa Labadi Rupe Evame Rupam Hodu Evame Rupam Mahodidi Vedana Nata Vedana Sahidam Bekave Atta Abhaveda Nayidam Vedana Avadaya Samvadeya Labita Sa Vedanaya Evame Vedana Hodu Evame Vedana Mahodidi Yadama Sako Bekave Vedana Nada Tatama Vedana Avadaya Samvadadi Nasa Labadi Vedanaya Evame Vedana Hodu Evame Vedana Mahodidi Dinya Nada Dinya Sahidam Bekave Anta Abhaveda Nayidam Dinya Avadaya Samvadeya Labita Sa Dinyaya Evame Dinya Hodu
ဝမေတင်ညာမဟောတိတိယသမသကောဘိကဝေတင်ညာအနတ္တတသမတင်ညာအဘာဒာယသံဝတ္တိနသလပတိတင်ညာယဧဝမေတင်ညာဟောတုဧဝမေတင်ညာမဟောတိတိသင်္ခါရအနတ္တသင်္ခါရသဟိတံဘိကဝေအတ္တအဘဝိတံတုနယိမေသင်္ခါရအဘာဒာယသံဝတ္တေယံလမေထသသင်္ခါရေတုဧဝမေသင်္ခါရဝန္တုဧဝမေသင်္ခါရမအဟိတုံတိယသမသကောဘိကဝေသင်္ခါရအနတ္တတသမသင်္ခါရသင်္ခါရအဘာဒာယသံဝတ္တံတိနသလပတိသင်္ခါရေတုဧဝမေသင်္ခါရဝန္တုဧဝမေသင်္ခါရမအဟိတုံတိဝိညာဏံအနတ္တဝိညာဏင်္စဟိတံဘိကဝေအတ္တအဘဝိတနာယိတံဝိညာဏံအဘာဒာယသံဝတ္တေယလမေထသဝိညာဏေဧဝမေဝိညာဏံဟောတုဧဝမေဝိညာဏံမာဟောတိတိယသမသခောဘိကဝေဝိညာဏံအနတ္တတသမဝိညာဏံအဘာဒာယသံဝတ္တိနသလပတိဝိညာဏေဧဝမေဝိညာဏံဟောတုဧဝမေဝိညာဏံမဟောတိတိတံဂိမညထဘိကဝေရူပံနိစ္စဝါအနိစ္စဝါတိအနိစ္စံဗန္တိယမနာနိစ္စံဒုက္ခဝါတံဒုက္ခဝါတိဒုက္ခံဗန္တိယမနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မံကံလနုတံသမနုပတိတောဧဓမ္မမဧသောအမသမိဧသောမေအတ္တာတိနောဟိတံဗန္တိဝေဒနာနိစ္စဝါအနိစ္စဝါတိအနိစ္စဗန္တိယမနာနိစ္စံဒုက္ခဝါတံဒုက္ခဝါတိဒုက္ခံဗန္တိယမနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မံကံလနုတံသမနုပတိတောဧဓမ္မမဧသောအမသမိဧသောမေအတ္တာတိနောဟိတံဗန္တိပညာနိစ္စဝါအနိစ္စဝါတိအနိစ္စံဗန္တိယမနာနိစ္စံဒုက္ခဝါတံဒုက္ခဝါတိဒုက္ခံဗန္တိယမနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မံကံလနုတံသမနုပတိတောဧတံမမဧသောအမသမိဧသောမေအတ္တာတိနောဟိတံဗန္တိသင်္ခါရနိစ္စဝါအနိစ္စဝါတိအနိစ္စံဗန္တိယမနာနိစ္စံဒုက္ခဝါတံဒုက္ခဝါတိဒုက္ခံဗန္တိယမနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မံကံလနုတံသမနုပတိတောဧဓမ္မမဧသောအမသမိဧသောမေအတ္တာတိနောဟိတံဗန္တိဝိညာဏံနိစ္စဝါအနိစ္စဝါတိအနိစ္စံဗန္တိယမနာနိစ္စံဒုက္ခဝါတံဒုက္ခဝါတိဒုက္ခံဗန္တိယမနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မံကံလနုတံသမနုပတိတောဧတံမမဧသောအမသမိဧသောမေအတ္တာတိနောဟိတံဗန္တိသတ္တမတိယဘိကဝေယံဂိဉ္စီရူပံအတ္တိဒါနာဂတပိစုပန္နံဣဇတံဝါဗဟိတာဝါဩလာရိကံဝါဒုက္ခမံဝါဟိနံဝါပဏိတံဝါယံဒုရေတန္တိကေဝါဗဗံရူပံနေတံမမနေသောအမသမိနာမေသောအတ္တာတိဧဝမေတံယထာဘူတံသမပညာယတထဗံယာကာစီဝေဒနာအတ္တိဒါနာဂတပိစုပန္နာဣဇတံဝါဗဟိတာဝါဟောလာရိကာဝါဒုက္ခမာဝါဟိနာဝါပဏိတာဝါယာတုရေတန္တိကေဝါသဗ္ဗဝေဒနာနေဓမ္မမနေသောအမသမိနာမေသောအတ္တာတိ
ဧဝမေတံယထာဘူတံသမ္မပညာယတထာဗံယာကာစီပညာအတိဒါနာဂတပိစုပ္ပန္နာဣဇတံဝါဗဟိတာဝါဩလာရိကာဝါဒုက္ခမာဝါဟိနာဝါပဏိတာဝါယာတုရေသန္တိကေဝါသဗ္ဗတင်ညာနေတံမမနေသောအမသမိနမေသောအတ္တတိဧဝမေတံယထာဘူတံသမ္မပညာယတထဗံယေကေစီသင်္ခါရတိတနာဂတပိစုပ္ပန္နာဣဇတံဝါဗဟိတာဝါဩလာရိကာဝါဒုက္ခမာဝါဟိနာဝါပဏိတာဝါယေတုရေတန္တိကေဝါသဗ္ဗေသင်္ခါရနေဓမ္မမနေသောအမသမိနမေသောအတ္တာတိဧဝမေတံယထာဘူတံသမ္မပညာယတထဗံယံကိဉ္စီဝိညာဏံအတိဒါနာဂတပိစုပ္ပန္နံဣဇတံဝါဗဟိတာဝါဩလာရိကံဝါဒုက္ခမံဝါဟိနံဝါပဏိတံဝါယံတုရေသန္တိကေဝါသဗ္ဗံဝိညာဏံနေတံမမနေသောအမသမိနမေသောအတ္တတိဧဝမေတံယထာဘူတံသမ္မပညာယတထဗံဧဝံပတ္တံဘေကဝေသုတဝါရိယသာဝကောရူပသမိန်ပိနိဗ္ဗိနတိဝေဒနာယပိနိဗ္ဗိနတိပညာယပိနိဗ္ဗိနတိသင်္ခါရေသူပိနိဗ္ဗိနတိဝိညာဏသမိန်ပိနိဗ္ဗိနတိနိဗ္ဗိန္ဒံဝိရဇတိဝိရာဂဝိမုစ္စတိဝိမု ddha သမိန်ဝိမု ddha မိတိညာဏံဟောတိခိနာဇာတိဝုတိတံဗြဟ္မစရိယံကတ္တံကရဏီယံနာပရံဣဋ္ဌတယာတိပဇာနာတိတိဣဒံမောသဘဂဝါအတ္တမနာပိစဝကိယဘိက္ခုဘဂဝါတောပါတိတံအပိနန္ဒုံတိဣမသမိန်စပန္နာဝေယကရဏသမိန်ပညာမာနေပင်စဝကိယနံဘိက္ခုနံအနုပါဒာယအာသဝေစိတ်တာနိဝိမုတ်စိန်သူတိအနတ္တလက္ခဏာသုတ်တံတံမင်္ဂလာထာယဝရကတုအနတ္တလက္ခဏာသုတ်တံတံမင်္ဂလာထာယဝရကတုဟိမဝန္တစရာကံတဝါကပိလံမိဝနေဝတံသုတုနာကပုရခာရောမုဂတိဇိတပုံနမေဟိမဝန္တစရာကံတဝါကပိလံမိဝနေဝတံသုတုနာကပုရခာရောမုဂတိဇိတပုံနမေဟိမဝန္တစရာရှိဆောင်ခာနွေမာစီအံဟိမဝန္တာဒေသစာရီကြွချီတော်မူရာမှအာဂန္တဝါဘိညင်းဇွမ်းဝေလမ်းမှပြန်တမ်းကြွချီတော်မူခဲ့၍ကပိလမိဝနေကပိလဝဒုလသာစီမင်းနေကြီးဤအနိမဟာဝံတော်ကြီးအတွန်း၌သုတုနာကပုရိခါတော်သာကီဝန်ဝဲနုငယ်ပြိုမြစ်အသင့်900ယဟန္တာတို့ဒါယဝံယုံဒါယရှစ်ဆုံးသံလပုံတို့ဝန်းချုံပတ်ချံယံအပ်သည်ဖြစ်၍ဝတံတော်တရားရွှေစီဆောယွန်းမြည်ဟုရွှင်ကြည်နှလုံးကရင်သုံးထိုင်နေတော်မူသောမြတ်စွာဘုရားသည်ဇိထပုံနမေဇိထနက္ခစံညကြိုက်ကြုံနေယုံလာပြည့်နေ၌မုဂတိအရှိလောကတဥဒီအချက်မှလာဝန်းတလတ်သည်ရှိတော်သံဃဝါလပရိစေတံဘူညာပထမဇာနိကံဒသသတ္တိပိဝါလကေနိသိနေနေမိတေထိတေသံဃဝါလပရိစေတံစัจ java လာတိုက်အနာယေကိုအပိုင်းအခြားပြု၍ဘူညာပထမဇာနိကံမြေအပြင်မှဝေဟင်မူယံပထမဇံဘုံတို့တိုင်ရောက်အောင်ဝါလကေသာမီပြတထောက်ဖြင့်ထိုးစွာလောက်ယုံသောအရ၌
Dada Tati Bi Ediba say the Gohian the Jikasa Najik, Longjik, Lejik, Najik, Chojik, a Sudo Jao. Ni Beni the Lunagan, Namyajama Durado, Nina the Jisi will Ladishiro. Name me de Bode, name me da you walk a young Godomyadi. Chi de the Lawado. Nebjamado, the I like this Yosa. Jatana Nelly me di lassen. Radina Tambreba Zandobin and Sa, we are a gun. Mahajuandu Munglan with the gun and Sa Sulagan. Do what I can do, but Dana Buddha Bidin Sa Bodina. What don't be who Nama Seki, Lamayang Nama Dadana. I don't see way Yalato Nabjama Bondo. Ragi Nam Yaga, the Yopo, Nabjama Yadu up. Bariba Zam Yaga Gimbia Yahanya Chijang Ajengango. Supong for Biaya, Tama Bariba Zania Logo. Dodin Sadoda, the Ionia Nabjama Yadu Aga. We were the Gangalaha, we were the Sadi Shiba, Tudiado, Chinsha, Chima Jango, Lim Lim for Biadi Galaha, we were the Dodango. Molanang Mohazi Yoba, Najama Yadu Aga. Mahajuan Mesa, you when you do when you Bogala do Tamalem. Shuncha, Chimwan Yabon Lango. Quajam Secha for Biaya Chiti Mahavu Hadogo. With the Ganadu, with the Sayomia Namyane, with the Sayoboa Namyane, Batamazambunga Jamamiadu Aga. Sulagam Deti G to Tola Dudo. Ayutaku, I swear you, you home, you ho. Bokan Yin Kong Suelam Bongo Long Zong Jana. Yun Po Biadi Sula, you are Dodango. Madanandu, the Rasi, Yomya, Yobuana Jamamiadu Aga. Do what the Gamma Hantapo Saika. But the Bago Sasam Po Biadi, do what the Gamiado Dodango. Bodin Sabinya Yobuana Jamamiadu Aga. Buddha Bedam Kanda Duepi Madeniga. Lonely Peka Jizong Yahu. Gongzwa Po Biadi Buddha Beda Amiyada Dodango. What don't they chop by like the option Hojado Mu Andonga Bekunam Tumya Miazwa Siwe Ladi Biama Nimna Barika go Tata Tinding Matinya de Royaham Dodua Namayam Galonaga Namya Jamadura Bongo De Santo Siwe Yaula Najamado I Sita Kanla da Zanana Tang Payam Yaswa Dodunga Leye Minya Tui Bia Jabi Zwahu Aya Shun Lang Kanjano say Pishi Yajin Ajonga Nizam Dozi Wayavla Najamado Nama Dadana Amina Ma Nupo Bia Jimje Lamayang Galung Nagana Yamadura Bongo Ekadi Idu Imi Layabihu Mayida Jaro Mugalevi Siaro Ubo Yere Suranga Usanyam Binyanine Babiniro Salu Pilu Pio Malebe Pukong and Yari Shira Dudo Do a Chinjaro Yambiro Pio Mebo Namekanina Yiziwan Damabi Tamayogatam Kamla Ding Pisa Di Bina Nidam Pida Di Dobiwam
နာမေခာနေနာယစ်ဇေဝံဓမ္မာဘိသမယောကထံကံလာဒိန်သစ္စာတိပေနနေသံပိတာတိတောပိဝံယစ်ဇေဝံယတိဧဝံအကယ်၍တိယင်းသို့ဖြစ်သည်ရှိသောနာမေခာနေနာဤသူဤမီလာရောက်သည်ဟုမိတ်ဤတကားပြာကားမြဖြင့်ဓမ္မာဘိသမယောသစ္စာလေးပါးတရားသိမြင်ကြွတောင်းဝင်ခြင်းသည်ကထံဟောတိဘယ်သို့ပဲပုံဖြစ်နိုင်တုံးလိမ့်နီဒါကစောရကများကမေးတဲ့အတန်နေတံစည်းဝေးရောက်လာထိုးနတ်မြမာတို့ဤကံလာတဲ့မျိုးမြည်ထွေပြဟောဖို့ကြားသဖြင့်အာရရှင်လံကြံခံသောစိတ်နုညံ့သောစိတ်နိဝရဏကင်းသောစိတ်တက်ကြွသောစိတ်ကြည်လင်သောစိတ်ဖြစ်ရှိကြသည်ကိုညတဝအာတိယနုတေယအသာဓာရဏဉာဏ်မြင်ဖြင့်အကုန်အစင်သိမြင်တော်မူပြီး၍သစ္စာဒီပေနာသစ္စာ၄ချက်သစ္စာ၄ချက်16နဲ့ကိုပြည့်ပြည့်ထင်ရှားဟောဖို့ကြားခြင်းဖြင့်၎င်းစောရကပြုလုပ်တဲ့ပုဂ္ဂိုလ်များကမေးချင်တာကနမေရီလျှောက်ပြောရင်ဘယ်နဲ့လုပ်ပြီးတော့သစ္စာ၄ပါးတရားသိမြင်ဘာသမီးအသုတ်မှာကြွတန်းဝင်မလဲလို့ဒီလိုမေးစရာရှိမေးပုံကိုလည်းပြောလိုက်အခုပြောတာကဖြေတာကနှစ်နည်းဖြေဘယ်နဲ့လုပ်ပြီးတော့နမေရီလျှောက်ပြောတာနဲ့ဘယ်နဲ့လုပ်ပြီးတော့ဒီနတ်တွေမက်ဖို့ရမလဲလို့မေးတယ်ဒီတော့သရောဘုရားကြီးကအထကထာအတိုင်းသာတာရိပ်ပြီးဖြေပါအဲ့ဒီစည်းဝေးရောက်လာနတ်မြမာတို့ဤအမည်အမျိုးအစားတွေကိုပြောပြတဲ့ဖြင့်အလွန်ရှင်လောင်းဝမ်းမြောက်သောစိတ်ရှိနေကြတယ်အာရရှင်လောင်းကြံခံသောစိတ်နူးညံ့သောစိတ်နိဝရဏကင်းတဲ့စိတ်တက်ကြွသောစိတ်ကြီးလင်သောစိတ်ဆိုတဲ့ကံလစိတ်တမုဒုစိတ်တဝိနိဝရဏစိတ်တဥဒကစိတ်တပတန္နစိတ်တဆိုတဲ့နိဝရဏ၅ချက်ကင်းနေတဲ့စိတ်အစဉ်ကိုဘုရားကိုယ်တော်မြတ်အာဒီယာနုတရားရွှေဉာဏ်တော်နဲ့မြင်ပြီးတော့သစ္စာ၄ပါးတရားဟောတော်မူတဲ့အတွက်ဓမ္မာဘိသမယလို့ခေါ်တဲ့ကျွတ်တောင်းဝင်ကြခြင်းပါလို့ပထမနည်းကဒီလိုဖြေပါဒုတိယနည်းဒါကိုပထမနည်းကနေတံတို့စည်းဝေရောက်လာနာမြမာတို့ဤကံသာရိမျိုးမြည်ထွေပြဟောဖို့ကြားခြင်းဖြင့်ဟောဖို့ကြားသဖြင့်အာရရှင်လံကြံခံသောစိတ်နုညံသောစိတ်နိဝရဏကင်းသောစိတ်တက်ကြွသောစိတ်ကြည်လင်သောစိတ်ဖြစ်ရှိကြသည်ကိုညတဝအာတေယနုတေယအသာဒါရဏညာမြင်ဖြင့်ဂုံစင်အောင်သိမြင်တော်မူလာ၍သစ္စာဒီပေနာသစ္စာ၄ချက်16နဲ့ကိုပြည့်ပြည့်ထင်ရှားဟောဖို့ကြားခြင်းဖြင့်၎င်းနောက်တနည်းကဝါတနည်းကနေတံတို့စည်းဝေးရောက်လာနတ်မြမာတို့ဤပိတာတိတောပိတိတရားပတ္တတိတရားဒုက္ခတရားသမာဓိတရားယထာဘုဒ္ဓဉာဏ်မမြင်ဝိရာဂဉာဏ်အမြင်ဝိမု ക്ത ဉာဏ်မြင်ဝိမု ക്ത ခေါ်တဲ့ဖို့ဉာဏ်မြင်ဝိမု ക്തി ဉာဏဒသနာခေါ်တဲ့ပိဿောခဏဉာဏ်အမြင်တိုင်အောင်ဤအစဉ်သောဘောဓိပက္ခိယတရားတို့ထင်ရှားဖြစ်ခြင်းဖြင့်ဓမ္မာဘိသမယောသစ္စာ၄ပါးတရားသိမြင်ကြွတန်းဝန်ဆိုင်ခြင်းသည်ဟောတိဤသို့ဤပုံဖြစ်နိုင်တော်၏လို့မွန်းနေရာကနေပြီးအမေရောဖြေရောဆိုတော့ဘုရားကြီးကရေးထည့်သွားပါအခုဒီကဘာပြောလူတို့ရဲ့ညက်ငယ်တွေရဲ့နာမည်တွေကိုထုတ်ပေါ်ပြောတဲ့အတွက်အင်မတန်အားရဝမ်းသာဖြစ်ကြတယ်ပီတိဖြစ်ကြတယ်ပီတိဖြစ်တော့ဘာပြုပီတိဖြစ်ရင်ကိုယ်နဲ့စိတ်ငြိမ်းချမ်းခြင်းပတ္တတိဖြစ်ကြောပတ္တတိဖြစ်ရင်ကိုယ်စိတ်ရချမ်းသာခြင်းဆိုတဲ့ဒုက္ခဖြစ်တယ်ထိုနတ်မြမာတွေရဲ့တန်တမ်းအဲဒီလိုဒုက္ခဖြစ်ခြင်းကြောင့်စိတ်တည်ကြည်မှုခေါ်တဲ့သမာဓိဖြစ်တယ်အဲဒီသမာဓိဖြစ်ခြင်းကြောင့်ယုံနံဓမ္မသင်္ခါရတို့ရဲ့အနိစ္စဒုက္ခအနတ္တသဘောကိုပေါ်ပေါ်မြင်တဲ့ယထာဘုဒ္ဓဉာဏ်ဖြစ်တယ်ယထာဘုဒ္ဓဉာဏ်ကြောင့်
ယုံနာနဲ့ညီဝဲတဲ့နိဗ္ဗိဒာခေါ်သောအထက်ဝိပဿနာဉာဏ်တွေဖြစ်တယ်နိဗ္ဗိဒာခေါ်တဲ့အထက်ဝိပဿနာဉာဏ်တွေကြောင့်ဝိရာဂခေါ်သောမဲ့ဉာဏ်ဖြစ်တယ်မဲ့ဉာဏ်ပေါ်ခြင်းကြောင့်မဲ့ရဲ့အခြားမဲ့မှာဝိမု ക്ത ခေါ်သောဖူဉာဏ်ဖြစ်တယ်ဝိမု ക്ത ခေါ်သောဖူဉာဏ်ဖြစ်ခြင်းကြောင့်ဝိမု ക്തി ဉာဏဒသနာခေါ်တဲ့ပစ္စောကနာဉာဏ်တွေဖြစ်တယ်တဲ့ဤယခုပြောတဲ့ပီတိပတ္တိသမာဓိဒုက္ခယထာဘုဒ္ဓဉာဏ်ဝိရာဂဉာဏ်ဝိမု ക്ത ဉာဏ်ဝိမု ക്തി ဉာဏဒသနာဉာဏ်ဆိုတဲ့ဒီဉာဏ်စေတွေအစဉ်တိုင်းဖြစ်ခြင်းကြောင့်ဓမ္မာပိသမယကြီးဖြစ်ပါတယ်ဒါကိုနေတံတို့ဇီဝေရောက်လာနာပြမတို့ဤပိတာတိတောပိပိတိကသဝိမု ക്തി ဉာဏဒသနာတိုင်အောင်သောဘောဓိပက္ခိယတရားအစဉ်ကောင်းစွာလင်းလင်းထင်ထင်မြင်ခြင်းကြောင့်လေဓမ္မာပိသမယောသစ္စာ၄ပါးတရားသိမြင်ကြွတန်းဝင်ခြင်းသည်ဟောတိဤနိဤပုံဖြစ်နိုင်တုံ၏တံသမဘိနဝထာနေတုမင်္ဂလံဝဒတံဣဒံဝတ္တဗံဝိစရံသောတုံဒေဝတန္တံဗနာမဘောတသမထိုတို့မဟာသမယသုတ်တော်ကိုကိုရောကြည်ပြူနာယူကျက်မှမြမနတ်တို့မပြတ်နေတဲ့ဝမ်းမြောက်ခြင်းဟူသောအကြောင်းကြောင့်အဘိနဝထာနေတုဂေဟပဝေဒနာစသည်စုစုအသင့်မှုကိုပြုလုပ်ရာရာအရာဌာနတိုင်းတို့၌မင်္ဂလာမကောင်းပဲရှားစီဝါဖြစ်ကြောင်းကောင်းမှုမင်္ဂလာကိုဝတ္တဒါဝတံတေနပြီးပြင်းတွတ်တွတ်ရွတ်ဆိုတဲ့ပုဂ္ဂိုလ်သည်ဣဒံသုတ်တံနဗျမတို့ရှင်းနေတဲ့အသည့်မဟာသမယသုတ်တော်မြတ်ကိုဝတ္တဗံပြီးပြင်းတွတ်တွတ်ရွတ်ဆိုသင့်ပေ၏ဣဒံသုတ်တံဗျမနတ်တို့လေးမြတ်ကိုရောဤမဟာသမယသုတ်တော်ကိုသောတုံကရာကြီးပြုနာယူခြင်းကဒေဝထက်ရရွာနတ်မြမတို့သည်တံတံဌာနံထိုထိုဒိသာရှင်မျက်နာရတို့ဝိစရံတာကျင်လီလှိပတ်မပြတ်သွားလာလျက်ရှိကြကုန်၏ဘောဓတိသုံးမောသင်္ဃာတော်ပေါင်းအိုအရှင်ကောင်းတို့တံတသမထို့ကြောင့်တံတာဒီတံထိုတို့ရှုအပ်မြတ်သောကျေးဇူးဂုဏ်အထူးနှင့်ချီးကျူးလောက်လုံးပြည့်စုံပေထသောတံမဟာသမယသုတ်တံထိုမဟာသမယနာမတွင်ခေါ်နတ်တို့ချင်းနေတရားသည်သုတ်တော်ကိုဗနာမပြီးပြင်းပြတ်သာရွပွားသရစေကြပါကုန်စို့